အန်ကောမင်္ဂလာပါရှင်ကျမတို့ ZNT Art Decoration မြန်မာကနေအငယ်စိတ်ကူးရတဲ့အိမ်မက်ထဲကအိမ်ပုံစံလေးအတိုင်းဖန်တီးပေးထားတာအငယ်သဘောကျရလားရှင်အငယ်အနေနဲ့သမီးတို့ ZNT ကဖန်တီးပေးထားတဲ့အိမ်ပုံစံလေးကိုအထူးသဘောကျပါတယ်အဲ့ဒါဆိုနောက်ထပ်အခန်းလေးတွေကိုလိုက်ကြည့်လိုက်ပါအောင်ငယ်ဒါလေးကတော့အိမ်အောက်ထက်ရှောက်လန်းတဲ့လက်ကားလေးပါပြီးတော့ဒီဘက်ကအိတ်ခန်းလေးပါငယ်ဒီမှာခဏထိုင်ပါဦးရှင်ဒီအခန်းထဲမှာ TV လည်းထည့်ပေးထားပါတယ်ဒီဘက်မှာကပုံပါလေးပါပြီးတော့ဒီဘက်မှာကရေချိုးခန်းအိမ်သာနဲ့အိတ်ခန်းလေးပါရယ်ကချမ်းရံအိတ်ခန်းနဲ့အလုတ်ခန်းကိုလည်းတေးသေးချာချာလေးပြင်ဆင်ပေးထားပါတယ်အငယ်အောက်ထပ်ကိုတေးချာလေးကြည့်ပြီးပြီဆိုတော့အပေါ်ထပ်ကိုတက်ကြည့်လိုက်ကြအောင်အငယ်ဒီကားရဲ့အပေါ်ကမျက်နှာကျမှာဆိုရင်အခုလိုမျိုးအလှဆင်ပေးထားပါတယ်ဒီဘက်ကမီးဆိုင်ဆိုရင်လည်းခိမ့်မိတဲ့ပုံစံလေးသုံးပေးထားပါတယ်ဒီဘက်မှာကတော့ဖျားခန်းအိတ်ခန်းနဲ့ဒီဘက်ကတော့ toilet လေးပါငယ်အငယ်အိမ်ကို 5 star luxury hotel အဆင့်မီအောင်ခမီဒီဇိုင်းတွေနဲ့တေချာလေးဖန်တီးပေးထားပါတယ်အငယ်စိတ်တိုင်းကြရလားရှင်စိတ်တိုင်းကြတယ်သမီးရေဒီဇိုင်းရောလူနေထိုင်မှုပုံစံပါအကုန်ပြည့်စုံသွားပြီသမီးရေသမီးတို့ ZNT ကိုယုံကြည်စိတ်ချစွာအနံ့ပေးလို့အန်ကိုကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်